ဒီ brother မေးထားတဲ့မေးခွန်းကတကယ်မိုက်တယ်ကျွန်တော်မြင်တာတော့ bro မပြောရဲဘူးမပြောထွက်ဘူးဆိုတာအားနာနေလို့လားကျွန်တော်ကတော့ကျွန်တော် personal အမြင်အရာကျွန်တော်ဒီအားနာခြင်းကဆင်းရဲခြင်းရဲ့တကားဝါလို့ပဲမြင်တယ်မြန်မာလူမျိုးတွေအများစုဒီဘဝနေမတတ်တာလေအဲ့အားနာတတ်တဲ့အကျင့်ကြောင့်လို့ကျွန်တော်ထင်တယ်ဗျာအခုရှုံမှနောင်ရှင်းဆိုတာရှိခဲ့ဗျာစကားတွေဒီစလုတ်ခရဲကပြက်ပြက်သားသားပြောရတယ်ဥမာကိုရုံးကိုဝန်ထမ်းတွေရောက်ပြီဆိုရင်ဘဲကောင်းဒီအနီအောင်မြင်နေလဲဆိုတာသူတို့ပေးတည်ရတယ်ငါဒီဘယ်ဟာတော့လက်ခံလဲဘယ်ဟာတော့လက်မခံဘူးဥမာတစ်ခုခု plan တစ်ခုဆွဲပြီးဆိုရင်ငါဒီဒါကိုဘယ်နေ့တော့ပြီးကိုပြီးရမယ်မပြီးဘူးဆိုရင်မင်းငါ့ကိုအကြောင်းရင်းပေးရမယ်မပေးနိုင်ဘူးဆိုရင်မင်း fine ရိုက်ခံရမယ်မင်းပြီးတယ်ဆိုလို့ရှိရင်မင်းတို့ဒီစုပေးမယ်ဒီလိုမျိုးကျွန်တော်တို့ဗျာစုပေးတံပေးစနစ်မျိုးနဲ့တွားတာရှိရယ်ပြီးတော့ကိုကတစ်ဖက်ကိုခိုင်းမယ်ဆိုရင်လည်းဖြစ်နိုင်တာမဖြစ်နိုင်တာကိုသိဖို့လိုတယ်ဗျာအဲ့ဒါသိဖို့ဆိုတာကိုယ်တိုင်ကလည်းတေချာမြေပြင်အခြေအနေသိဖို့လိုတယ်ဘာလို့လဲဆိုတော့လုပ်ငန်းတစ်ခုမှာ management လုပ်တယ်ဆိုတဲ့အပိုင်းရောက်လာပြီဆိုရင် sales management ပဲဖြစ်ဖြစ် marketing management ပဲဖြစ်ဖြစ်လုံးဝ company ရဲ့ general management ပဲဖြစ်ဖြစ်ဒါ company ရဲ့စစ်သူကြီးတယောက်ပဲဗျာစစ်သူကြီးဒီပျော်တိပျော်ညံ့ဖြစ်နေမယ်ဆိုလို့ရှိရင်လက်အောက်ငယ်သားတွေကဘယ်တော့မှလေးစားမှာမဟုတ်ဘူးဗျာသိလားအဲ့တော့လက်အောက်ငယ်သားဆိုတဲ့အပိုင်းဒီလေလက်အောက်ငယ်သားဒီဘယ်တော့မှစစ်သူကြီးဖြစ်မှာမဟုတ်ဘူးလက်အောက်ငယ်သားဒီလက်အောက်ငယ်သားစိတ်ပဲရှိတယ်အဲ့တော့အဲ့စစ်သူကြီးကအဲ့လက်အောက်ငယ်သားကိုဆွဲခေါ်ရမယ်ကိုယ်တိုင်ရှေ့ကနေလုပ်ပြရမယ်လူတွေဒီကိုပြောတာကိုလိုက်လုပ်တာမဟုတ်ဘူးကိုလုပ်တာကိုကြည့်ပြီးအတူခိုးတာဗျာအဲ့တော့ကိုကအရှေ့ကနေစလုပ်ပြအနောက်ကနေဖြည်းဖြည်းချင်းဆွဲခေါ်သွားလိုက်လာတဲ့လူရှိရင်တူတူလက်တွဲခေါ်လုံးဝမလိုက်နိုင်ဘူးအချိန်တစ်ခုပေးတယ်စောင့်ကြည့်ရမလိုက်နိုင်ဘူးထင်ထားခဲ့အလုပ်ထုတ်ဒါပဲရှိရဒါဒီကျွန်တော်တို့အလုံးမှာပြောနေကြပုံစံဗျာဟာငါအလုံးမှာအကြာကြီးလှုပ်လာလို့ငါသူ့ကိုအားနာလို့ငါသူ့ကိုတနာလို့ဆိုတဲ့စိတ်တွေလှုပ်လို့မရဘူးအလုံးမှာဥမာဘောလုံးပွဲတစ်ပွဲလိုပဲဗျာကန်နာကောင်းတဲ့ကောင်ဒီကွင်းထဲမှာဝင်ကစားရမယ်ကန်နာမကောင်းဘူးအရေးချင်းမရှိဘူးနာနေတဲ့ကောင်ဒီဘေးကုံမှာထိုင်ရမယ်ဒါပဲအလုပ်ကိုအဲ့လိုပဲစဉ်းစားကျွန်တော်တို့ပြောသလိုပေါ့နော်ဟိုအရန်ကြီးအားနာတာတို့မပြောထွက်တာတို့မလုံနဲ့ကိုကိုယ်တိုင်ဥဆောင်ပြီးလုပ်ပြရသလောက်ဆွဲခေါ်မလိုက်နိုင်တဲ့ကောင်ရှင်ခြံခဲ့အဲ့ဒါဒီ business မှာကျွန်တော်တို့အခုသွားနေတဲ့ mindset ပဲပေါ့နော်ဘိုင်ဘိုင်ပါ